ကဘာတဝိုင်းလုံးကိုကြောက်စရာကောင်းတဲ့ဘေးဆိုးကြီးတစ်ခုကြာရောက်လာခဲ့တယ်။ပထမတော့မိုးသေးသေးရွာတာပဲရှိသေးတယ်။အာနာကလမ်းတွေရေလွှမ်းနေတာကိုတတိထားမိတဲ့အခါဘာမှမတွေးမိသေးဘူး။ဘာလို့လဲဆိုတော့မြို့ထဲရေကြီးတာကထူးဆန်းတာမှမဟုတ်တာပဲကို။ဒါပေမဲ့လက်ဖက်ရည်တစ်ခွက်ထောက်ချင်အသွဲမှာပဲတူးတိုက်ခန်းထဲကိုရေတွေစီးဝင်လာနေပြီဆိုတာကိုသူသဘောပေါက်သွားတယ်။သူလွှမ်းကြည့်လိုက်တော့ရေကပြတင်းပေါက်တွေကိုကြောလွှမ်းသွားပြီ။ပိုးဆိုးတာကရေကစိုးရင်လောက်တဲ့နှုံးနဲ့ဆက်တက်လာနေတာပဲအာနာလုံးဝတုံလှုပ်သွားတယ်သူကတတိယထံမှနေတာလေဒါဟာရှင်းရှင်းလင်းလင်းနဲ့မကြုံဘူးတဲ့ပင်လေရေးပြန်ဝင်လာတာပဲတိုက်ခန်းအဆောက်အုံတစ်ခုလုံးမှာကြည်ငါချက်တစ်ခုထွက်ပေါ်လာတယ်ဒါလေကားတွေအကုန်လုံးပိတ်ထားပြီးနေထိုင်ထူးတွေကိုအမြန်ဆုံးအပေါ်ထပ်တွေစီရွှေ့ပွားဖို့တိုက်တွန်းလိုက်တယ်အာနာသူ့ပစ္စည်းတွေကိုအမြန်သိမ်းဆည်းလိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ဖုံးမိလာတယ်ဖုံးဆက်သူက Darwin Research Center ကလို့ပြောတယ်။သူတို့ကိုဖြစ်နိုင်တဲ့လောက်အမြန်ဆုံးအမိုးပေါ်ကိုတက်ဖို့ပြောတယ်။သူတို့ကလမ်းမှာပြန်တွေ့မယ်လို့ဆိုတယ်။အာနာကသူ့သားကိုနောက်ကျောမှာပိုးပိုက်ပြီးတိုက်ခန်းကြီးအမြန်ထွက်လာခဲ့တယ်။သူလှေကားလမ်းကြားထဲမှာလူတွေပြည့်နေတာကိုတွေ့လာရတယ်။ပင်လယ်ရေကချီချင်းဝက်လောက်ပဲရှိသေးတယ်။ထွက်ပြေးဖို့အချိန်ကရှိသေးတယ်။ဒါပေမဲ့လှေကားထပ်စီရောက်သွားတော့သူရပ်တန့်သွားတယ်။လှေကားကလူတွေနဲ့ပိတ်ဆို့နေတာပဲ။အာနာဘာမှမဆောင်နေပဲလွှဲ့ပြီးနောက်လှေကားတစ်ခုစီကိုအပြေးသွားလိုက်တယ်။အဲ့ဒီအချိန်ထိုးဒီအတွင်းမှာရေကသူ့ဒူးစီရောက်လာခဲ့ပြီးအာနာကသူ့ခြေလမ်းတွေကိုအလိုလိုအရှိန်မြင့်လိုက်တယ်။မကြခင်နောက်လှေကားစီရောက်သွားတယ်။ဒီလှေကားကတော့လုံးဝရှင်းနေတယ်။သူသားကအောက်ကရေထဲကိုလူအချိုးပြုတ်ကျသွားတာကိုတွေးလိုက်ရတယ်။ဒါပေမဲ့သူတို့တောင်ကိုတောင်ကဲနိုင်ဖို့ခက်ခဲနေကြတယ်။အာနာမှာလွှဲမချီပဲရှေ့ဆက်သွားဖို့ပဲရှိတော့တယ်။သူတို့ခဏလွာကိုရောက်တဲ့အခါလွှေကားချက်ထားအပစ်စည်းတွေနဲ့ပိတ်ဆို့နေတယ်။သူသားကိုချပြီးဒါကိုကြော်တက်နိုင်မလားကြည့်ရတော့တယ်။မင်းကွင်းကပြောင်းသွားတယ်။အမေနဲ့သားကကော်ရီဒေါတစ်ခုထဲမှာရပ်နေကြတယ်။တိုက်ခါနံပါတ်2ရဆိုရင်သူတို့က9ထပ်မှာပဲရှိနေသေးတာ။ဒီအတိုင်းကြော်ဖို့စူးစမ်းတာကမအောင်မြင်ခဲ့ဘူးဆိုလားရှင်းနေတယ်။အာနာနောက်လွေကားတစ်ခုစီရှောင်နေတော့မှခန်းမရဲ့ဟိုးဘက်ကနေတယောက်ကသူ့နာမည်ကိုခေါ်တာကြားလိုက်ရတယ်။အမျိုးသားတယောက်ကရှေ့မှာလာတွေ့ဖို့လက်အမူအရာနဲ့ပြတယ်။အာနာလွမ်းဖို့လှုပ်လိုက်တဲ့အခါသူသားပျောက်သွားပြီဆိုတာကိုရုတ်တရက်သတိထားမိလိုက်တယ်။သူလွှမ်းကြည့်လိုက်တော့သူသားကလူအုပ်ကြီးနဲ့အတူတိုက်ခန်းတစ်ခန်းထဲကိုဝင်သွားတာကိုတွေးလိုက်ရတယ်။အာနာသူသားကိုရှာဖို့အဲ့ဒီအခန်းထဲကိုအပြေးဝင်သွားတယ်။သူကသူသားကိုရှာမတွေးကိုအဲ့ဒီအစာဝေးဝေးကနေသူ့စီကိုတိုးဝင်လာနေတဲ့ရေလွှမ်းကြီးတစ်ခုကိုတွေးလိုက်ရတယ်။အာနာကတန်းရမရခဲ့ပေမဲ့သူသားရဲ့အရေးပေါ်စီပစ္စည်းအိတ်ကရေနဲ့အတူပါသွားခဲ့တယ်။ကန်ကောင်းစွာနဲ့ပဲအခန်းထဲမှာရေကအပြည့်အဝလွှမ်းမသွားသေးဘူး။သူခေါင်းမိုးဖော်ကိုတက်လိုက်တယ်။သူအသက်ပြင်းပြင်းရှူလိုက်ပြီးသူသားကိုရှာဖို့ရေထဲကိုပြန်နှက်လိုက်တယ်။ကန်ကောင်းလိုအိတ်ခန်းထဲမှာသူသားကိုတတိမိတ်နေတာတွေ့လိုက်ရတယ်။အိတ်ခန်းတွေထွက်ပြီးအိတ်ခန်းကိုပြန်ရောက်လာတဲ့အခါအင်းရှည်တကားကရေလွှမ်းတက်ခိုက်လိုက်တဲ့အချိန်မှာပိတ်သွားခဲ့ပြီဆိုတာသူသဘောပေါက်သွားတယ်။အိမ်အတွင်းနဲ့အပြင်ကရေဖီးအားကွာခြားချက်ကအများများနေတယ်။သူဘလောက်ပဲစူးစမ်းပါစေတကားကိုဖွင့်လို့မရတော့ဘူး